永记土阿婆，万条水蓝旗，大家共大家共本来流动，画面浓不浓不给梦延续，大家越不苗家，大家越不苗家，大家越不苗。阿斗长生耶，高有波亮度，阿去给面露青的白片家属，一动阿斗不去给面露度，拉家园不苗家，拉家园不苗家属，拉家园不苗不归家属。永记土阿婆，万条水蓝旗，大家流动。不给梦延续，大家越不苗家，大家越不苗家，大家越不苗家属。读书不沾渣嘎，读经都两年，耍读给都精神呀都亲嘎啦，我都来住上一点都表家，大家越不苗家，大家越不苗家，大家越不苗不归家属。နေစာကမေတော်အာယုံအာဝါတော်ကိုလိုတွေ့တာနဲ့ပုံနေဒီကိုတွေ့ရမေအာဝါနဲ့ပါချာသူငယ်တော်ပြရှိလာကြ၍ပူမြောက်ကြလာကြ၍ပူမြောက်ကြဆိုလာကြ၍ပူမြောက်ကိုကွယ်ကြဆို 阿斗长生耶耍高有波亮度，阿去看面露青的白片家属，一
မီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမတော်မြတ်၌ယေရှုခရစ်တော်သခင်ယေရှုတော်ဖျားရှင်နှင့်မေတ္တာတော်နဲ့တန်ရှင်တော်ဝိညာဉ်တော်ဖျားမေတ္တာရတော်တို့သည်သင်တို့အားလုံးနဲ့ရှိပါစေ ကိုရောယေဝိညာဉ်တော်နဲ့ ညီကိုမောင်နှမအပေါင်းတို့မူမြတ်တော်မိစားပူဇော်ခြင်း၌ထိုက်တန်စွာပါဝင်ကျင်းပနိုင်ကြရန်ကျွန်တော်တို့ရဲ့ပြည့်မြောက်စစ်စစ်ဝန်ခံကြစို့ကျွန်တော်ဒီအနန္တတကူတော်ရှင်ဖျားသခင်နေကျွန်ုပ်တို့ကိုတနာတော်မူသဖြင့်ပြည့်မြောက်ခွင့်လွှတ်တော်မူ၍ထာဝရသက်ချမ်းသာသို့ခေါ်ဆောင်တော်မူပါစေအာမင်ဘုံကုန်တော်ရှိပါစေမေစေတော်ရဲ့စေတော်တော်ပါရှိကိုတော်ပါယေစီရှိတိအိုရှင်မြတ်စွာဘုရားကောင်းကင်ဘုံပါယေ
ဆုတောင်းကြစို့အလုံးစုံကိုတနိုင်တော်မူသောထာဝရဘုရားသခင်လူအဖြစ်ကိုယူတော်မူသောဂရောနှုတ်ခပတ်တော်၏အလင်းကျေးဇူးတော်ကိုခံယူခဲ့ကြသောတပည့်တော်တို့သည်စိတ်နှလုံးထဲ၌ယုံကြည်ခြင်းအလင်းဖြင့်သိရှိလက်ခံခဲ့သောအရာကိုကောင်းမှုကုသိုလ်ပါရမီများဖြင့်တည်တည်ခံနိုင်ကြရန်မဆတော်မူပါမည်အကြောင်းတဆူဒီတော်ဖျားဖြစ်တော်မူလျက်ကိုရောနှင့်အတူတန်ရှင်သောဝိညာဉ်တော်နှင့်တပေါင်းတစီဒီကာလဆက်ဆက်သက်ရှင်ဆူဆန်တော်မူသောကိုရောသားတော်တပည့်တော်၏သခင်ယေရှုခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျားပထမကျမ်းသားတော်တစ်ပါးကိုငါတို့အားပေးတော်မူပြီးဟေရှာယအခန်းကြီးကိုအခန်းငယ်1မှ6အထိမောင်မိုက်ထဲတွင်တွာလာသောလူတို့သည်ထွန်းလင်းတောက်ပသောမဟာအလင်းကြီးကိုမြင်ကြရပြီးတေမင်း၏အရေးမဲအောက်ရှိတိုင်းပြည်တွင်နေထိုင်သူတို့အပေါ်အလင်းသည်ထွန်းလင်းလေပြီကိုရောသည်လူပေါင်းတို့ကိုပွားများစေ၍သူတို့၌ဝမ်းမြောက်ခြင်းကိုတိုးပွားစေတော်မူ၏ကောင်းရိပ်သိမ်းခြင်းကာလ၌ဝမ်းမြောက်တကယ်သို့၎င်းသားကောင်ကိုခွဲဝေယူကြစဉ်ပျော်မြူးတကယ်သို့၎င်းကိုရောရှိတော်၌သူတို့သည်ဝမ်းမြောက်ကြပါ၏အကြောင်းမူကားမီဒီယန်လက်ထက်၌ကိုရောပြုတော်မူသည့်အတိုင်းကိုရောသည်သူတို့၏လေးလံသောထံပိုးတော်ကို၎င်းပခုံးထက်မှထံပိုးကို၎င်းညင်းဆဲသောသူ၏ကျိန်လုံးကို၎င်းရိုက်ချိုးတော်မူပြီးအကြောင်းမူကားတိုက်ပွဲတွင်နင်းချေသောစစ်ဖက်နှက်များနှင့်သွေးအလိမ့်လိမ့်ပေးကျန်နေသောအဝတ်များကိုမီးရှို့ရန်လောင်စာဖြစ်စေမည်အကြောင်းမူကားသားတော်သည်ငါတို့အတွက်ဖွာမြင်ပြီးသားတော်ကိုငါတို့အားပေးသနာတော်မူခဲ့ပြီးအုပ်ဆိုးခြင်းအာဏာစက်သည်ထိုသားတော်ဤပခုံးထက်တွင်တည်ရှိလိမ့်မည်သူဤဘွဲ့နာမတော်အားအံ့ဩဖွယ်သောတိုင်ပင်ဖက်တကိုးကြီးသောဖျားသခင်အနန္တခမည်းတော်ငြိမ်သက်ခြင်းအရှင်သခင်ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်သူဤအာဏာစက်သည်အစင်မပြတ်တိုးပွားကြီးထွားလိမ့်မည်ဒါဝိဒ်မင်းဤရာဇပလင်နှင့်သူဤနိုင်ငံတော်သည်အဆုံးမဲ့ငြိမ်းချမ်းသာရလိမ့်မည်သူသည်ယခုမှစ၍နောင်ကာလအဆက်ဆက်တရားမျှတခြင်းဖြောင့်မတ်ခြင်းတို့ကိုလက်ကင်ထားကာနိုင်ငံတော်ကိုတည်ဆောက်ခြင်းအဒွန့်ရှည်စေလိမ့်မည်ကောင်းကင်ဘိုခြေတို့၏အရှင်ဖျားသခင်သည်ပြင်းပြသောစိတ်သောဖြင့်ထိုအမှုကိုပြီးမြောက်သည့်အထိလှုပ်ဆောင်တော်မူလိမ့်မည်ဣတိကဖျားသခင်၏နှုတ်ကပတ်တော်ပေတည်း
ဒုတိယချမ်းဖျားသခင်ဂျေဇုတော်ဒီလူသားအလုံးအတွက်ပေါ်ထွန်းလေပြီရှင်ပေါလုတိတုထံရေတော်စာအခန်းကြီး1အခန်းငယ်7မှ14ထိဖျားသခင်ဂျေဇုတော်ဒီလူသားပေါင်းတို့အတွက်ကေတင်ချင်းကိုတည်ဆောင်ကပေါ်ထွန်းလာလေပြီထိုဂျေဇုတော်ဒီငါတို့အားဖျားတရားမေ့ခြင်းနှင့်လောကီရေးရာ၌တတ်မဲ့ခြင်းတို့ကိုစွန့်ပစ်ကြပြီးစိတ်တည်ငြိမ်ခြင်းဖြောင့်မတ်ခြင်းဖျားတရားကြည်ညိုခြင်းစသည်တို့ဖြင့်ဤလောကတွင်အသက်ရှင်နေထိုင်ကြရန်တွင်တည်ပြလက်ရှိ၏ငါတို့ဤချီးမြှင့်တော်မူသောဖျားသခင်နှင့်ကယ်တင်ရှင်ယေရှုခရစ်တော်၏ဘုန်းဂုဏ်တော်ထင်ရှားခြင်းကိုစောင့်မျှော်လက်ရှိကြ၏ဤဒီကာငါတို့၏မွမြတ်သောမျှော်လင့်ချက်ပင်ဖြစ်၏ငါတို့အားအပြစ်မကောင်းမှုအပေါင်းမှရွေးနှုတ်ပေးရန်၎င်းငါတို့သည်ကိုယ်တော်ရှင်၏လူမျိုးအဖြစ်ကောင်းသောမှုများ၌ဇွဲထက်သန်သူများဖြစ်စေရာအတွက်တန်ရှင်းစင်ကြယ်ပေးရန်၎င်းကိုယ်တော်သည်မိမိကိုယ်တော်ကိုငါတို့အားပေးအပ်တော်မူခဲ့၏ဖျားသခင်၏နှုတ်ကပတ်တော်ပေသည် ဖျားသခင်အား တရေကိုတင်တို့အားငါကြားပြောင်း၏ယနေ့ကတည်းရှိခရစ်တော်သခင်သည်ကျွန်တော်တို့အတွက်ဖွားမြင်လေပြီဖျားသခင်သည်တင်တို့နဲ့တူရှိပါစေကိုရောရဲ့မင်္ဂလာလည်းရှိပါစေရှင်လူကာရေးထားသောတန်ရှင်သောဧဝံဂေလိကျမ်းမှာကျမ်းထုတ်စကားသည် ဟောဖျားသခင်ကိုရောရှင်အားဘုံတော်ရှိပါစေ အခန်းကြီးနှင့်အခန်းငယ်1မှ14ထိထိုကာလ၌စီဇာအော့ဂုစတုသည်နိုင်ငံတော်တဝန်းလုံး၌တကောင်စရင်ကောက်ယူရန်အမိန့်ထုတ်ပြန်လေ၏ဤတကောင်စရင်ကောက်ယူခြင်းသည်စီရီးယားဘုရင်အာကွီနီယုစ်လက်ထက်၌ပထမဦးဆုံးအကြိမ်ဖြစ်၏ထိုအခါလူအလုံးတို့သည်စရင်ဝင်ခြင်းကမိမိတို့၏ဇာတိရွာများကိုအသီးသီးတွားကြ၏ဂျိုးဆက်သည်လည်းမိမိနှင့်ထိမ်းမြားရန်ဂတိပြုထားပြီးပရိသရေအရေးမှရှိသောမာရိယာနှင့်အတူစရင်ဝင်ခြင်းကဂါလိလျာပြည်နယ်နာဇရက်မြို့မှထွက်ခွာ၍ဂျူဒပြည်ရှိဗက်တလင်မြို့ဟုအမည်သွန်သောဒါဝိဒ်၏မြို့သို့သွားလေ၏အကြောင်းမူကားသူသည်ဒါဝိဒ်အမျိုးအနွယ်ဖြစ်သောကြောင့်တည်းသူတို့သည်လည်းဗက်တလဟေမြို့တွင်ရှိနေကြစဉ်မာရိယာသည်ဖွားမြင်ရန်နေ့လစေလေ၏
ထိုအခါသူမသည်မိမိတောက်ကိုဖွားမြင်၍နှီးနှင့်ရစ်ပတ်ပြီးနွားစခွက်ထဲတွင်တိတ်ထားလေ၏အကြောင်းမူကားတဲခိုခန်းတွင်သူတို့အဖို့နေရာမရှိသောကြောင့်ဖြစ်၏ထိုရက်သေးရ၌ညအခါတွင်မိမိတို့၏သိုးများကိုစောင့်နေကြသောသိုးထိန်တို့သည်ကွန်ပြင်ထဲ၌ရှိကြ၏ထိုအခါဘုရားသခင်ကောင်းကင်တမန်တော်တပါးသည်သူတို့အားထင်ရှားပြလေ၏ထာဝရဘုရားသခင်ဘုန်းတော်သည်လည်းသူတို့ပတ်လည်တွင်ထွန်းတောက်သဖြင့်သူတို့သည်အလွန်ထိတ်လန့်ကြောက်ရွံ့ကြ၏ကောင်းကင်တမန်တော်ကလည်းမကြောက်ကြနဲ့လူအပေါင်းတို့အတွက်အလွန်ဝမ်းမြောက်ရာဖြစ်စေမိတည်င်းကောင်းကိုငါသည်တင်တို့ထံသို့ယူဆောင်လာ၏အကြောင်းမူကားခရစ်တော်သခင်သည်ဟုသောကယ်တင်ရှင်သည်တာဝေ၏မြို့၌တင်တို့ဖို့ယနေ့တွင်ဖွားမြင်တော်မူပြီတင်တို့သိရှိနိုင်မိအမတ်အတာဒီကအနှီးနှင့်ပတ်လက်နွားစခွက်၌တိတ်ထားသောသူငယ်ကိုတင်တို့တွေ့ရလိမ့်မည်ဟုမိန့်ဆိုလေ၏ထို့နောက်ထိုကောင်းကင်တမန်တော်နှင့်အတူကောင်းကင်ဘိုးချီအပေါင်းတို့သည်ရုတ်တရက်ပေါ်လာ၍ဖျားသခင်အားချီးမွမ်းတီဆိုလက်ကြွေးကြော်ကြသည်မှာအမြင့်ဆုံးသောရက်၌ဖျားသခင်အားဘုန်းတော်ကုံတော်ရှိစေတည်းမြေကြီးပေါ်၌လည်းဖျားသခင်နှစ်သက်မြတ်နိုးတော်မူသောသူတို့အားငြိမ်းချမ်းခြင်းရှိစေတည်းဟု၍ဖြစ်၏ဤဒီကခရစ်တုသခင်နှုတ်ကပတ်တရားတော်ပေသည်ချစ်လာစွာသောပါတာသူညီကိုမောင်နှမအပေါင်းတို့ဒီနေ့ဟာကျွန်တော်တို့ကြောက်မြန်းလာမဲ့ခရစ်တော်သခင်ကိုကြိုဆိုဖို့ရန်ကျွန်တော်တို့ပြင်ဆင်ရင်းနဲ့ဒီညဆိုရင်ကျွန်တော်တို့ဒီခရစ်မတ်တကောင်ရံမတ်ကိုတောင်ကျွန်တော်တို့ကျင်းပနေကြပြီးဖြစ်ပါတယ်ဒီနေ့ gospel ကျမ်းမှာကျွန်တော်တို့တွေ့ရတာကဆိုရင်ကောင်းကင်တမန်ကလာပြီးခါမှာတိုးထိန်ကိုဘယ်လိုပြောတယ်လဲဆိုရင်ဖျားသခင်ငြိမ်းချမ်းခြင်းတင်တို့၌ရှိပါစေအမြင့်ဆုံးသောဖျားသခင်အားဘုန်းတော်ကုံတော်ရှိစေတည်းတင်တို့ဘုရားတည်င်းကောင်းကတားတော်ဖျားမွေးဖွားလာတာဟာအကောင်းဆုံးတည်င်းကောင်းဖြစ်တယ်ကျွန်တော်ဒီချက်ကျမ်းချက်ကိုထောက်ရှုပြီးခါမှကျွန်တော်ရဲ့တငယ်ချင်း Father Robert ကကျွန်တော်ဖုန်းခေါ်လာတဲ့အချိန်မှာအကောင်းဆုံးသောအရာကိုလည်းကျွန်တော်ပေးနိုင်အောင်ကျွန်တော်ကြိုးစားခြင်းနဲ့ဩဝါဒကိုရေးကြည့်တယ်ဒါပေမဲ့လို့နောက်ဆုံးရေးနဲ့ကျွန်တော်ဘာမှအုံနောက်ထဲမှာအကုန်လုံးပျောက်သွားတယ်ဆိုတော့စိတ်နှလုံးထဲမှာရှိတဲ့အကောင်းဆုံးသောအရာဝေမျှမဲ့အရာကတော့ဘာလဲဆိုရင်ရှာဖွေခြင်းနဲ့ဒုဘဝဆိုတဲ့ဥစ္စာလေးနဲ့နော်ကောင်းစဉ်လေးနဲ့ကျွန်တော်တည်င်းကောင်းလေးကိုဒီမှာရှိတဲ့ပါသာသူညီကိုမောင်နှမများကိုဝေမျှချင်ပါတယ်ကျွန်တော်နဲ့ခန်းစားချက်ချင်းအတွေးချင်းတူတဲ့သူရှိတယ်လို့မတူတဲ့လူလည်းရှိလိမ့်မယ်အဓိကဝေမျှခြင်းနဲ့တည်င်းကောင်းကကျွန်တော်ဘဝမှာဆိုရင်လူဆိုးမဖြစ်ချင်ဘူးငယ်ကလေးနဲ့လူကောင်းဖြစ်ချင်ခဲ့တယ်ပြီးတော့နောက်တစ်ခုကတေချာတာတစ်ခုကဘာလဲဆိုရင်ငရဲမသွားချင်ဘူးကောင်းကင်သွားချင်တယ်ငယ်ကလေးနဲ့ကြိုးစားတယ်ကြိုးစားပြီးခါမှပြည့်စုံလာသလားဆိုရင်ပြည့်စုံလာတာကိုဘာမှမတွေ့ရဘူးတင်ချာအရန်တော်ခဲ့တယ်အခုတင်ချာကင်ကနန်ကယ်ကူလေတာမပိုင်မတွတ်တတ်တော့ဘူးပြီးတော့ပထဝီပညာတွေသင်တယ်ကျွန်တော်တို့တောင်ကုန်းတောင်တန်းအကြောင်းတွေသင်တယ်ဒါတွေလည်းပျောက်သွားတာပဲမြမသမိုင်းအကုန်သင်တယ်ဟိုးအနော်ရထားနဲ့စားပြီးခါမှဒီနောက်ဆုံးကုန်းပေါင်မင်းဆက်တီသင်တယ်ကပ္ပသမိုင်းချတာပဲသင်တာပဲကြံသလားမကြံဘူးဟုတ်ပြီနော်ဆိုတော့ရှာရင်နဲ့ကျွန်တော်တို့ဟာဒီဘဝကိုရှင်သန်နေရပါလားဆိုခါမှစဉ်းစားမိတယ်နောက်တစ်ခုကျတော့ဗာလဲစဉ်းစားမိတယ်လဲဆိုရင်ကျွန်တော်တို့ဒီမှာရောက်ရှိနေတဲ့ညီကိုမောင်နှမတွေကိုကြီးပြီးခါမှကျွန်တော်စဉ်းစားမိတာတစ်ခုကဗာလဲဆိုရင်ကျွန်တော်တို့အရက်တီတာမှာငယ်တုန်းကနေခဲ့ကြတယ်ဒါပေမဲ့ပိုကောင်းတဲ့နေရာလေးတွေကိုကျွန်တော်တို့ရှာဖွေရင်းကိုခံစားနေရတဲ့ဒုက္ခဝေဒနာတွေနဲ့
နည်းနည်းတက်တာစီရအလုံးငါဆိုခမှာကျွန်တော်တို့စူးစားရုန်းကန်ရှာဖွေနေကျွန်တော်တို့တီတီတာကိုရောက်လာကြတယ်ဟုတ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတာထက်တော့ပိုက်ဆံအများကြီးရပါတယ်ဒါမဲ့ကျွန်တော်တို့ပို့ပြီးခမှာပြည့်စုံလာသလားကျွန်တော်တို့စိတ်နှလုံးသားထဲမှာပျော်ရွှင်ပြီးခမှာဘာမှအပူပေမရှိတော့ဘူးလားမဟုတ်ဘူးအခုထိထိကိုပူနေတော့မှာပဲကျွန်တော်မြန်မာနိုင်ငံမှာ theology philosophy တင်တယ်အခုဖိလိပ္ပိန်မှာပြန်သွားပြီးခမှာစာပြန်တင်တယ်ဘာတတ်လာတယ်လဲဆိုကိုယ့်ကိုယ်လည်းစဉ်းစားကြည့်တယ်တီးတော့တီးလာတယ်ဘာမှပြည့်မလာဘူးအခုထိထိဒီတဲ့အထိရှာနေတယ်ဆိုလဲမပြည့်နိုင်ပါဘူးဒါကြောင့်ကျွန်တော်ဒီနေ့ဝေမျှခြင်းတဲ့အချက်မှာကျွန်တော်တို့အားလုံးဒီခရီးသွားဧည့်သည်တွေနဲ့တူတယ်နေရာတနေရာမှာသွားပြီးခမှာကျွန်တော်တို့ကအတီတကျနေတာမဟုတ်ဘဲနဲ့ခဏလေး exit တယ်အနားယူတယ်ကိုလိုအပ်တဲ့ရေဘူးလေးတွေပစ္စည်းလေးတွေထမ်းပြီးသွားတဲ့သူတွေနဲ့တူတယ်ကျွန်တော်တို့လိုအပ်တဲ့ပညာလေးတွေသင်တယ်လိုအပ်တဲ့ထမင်းစားနိုင်ဖို့ရအတွက်နော်ဝင်းကြောင်းနိုင်ဖို့ရအတွက်ပညာလေးတွေတင်နေအဲ့ဒါလေးတွေသင်ပြီးကျွန်တော်တို့ကသွားတယ်ဒါမဲ့တနေရာထဲမှာကျွန်တော်တို့အထိုင်ကျသလားအထိုင်မကျဘူးဟိုပြောင်းလိုက်ဒီပြောင်းလိုက်ဒီတစ်ပတ်ဒီမှာလုတ်လိုက်နောက်တစ်ပတ်ကျတခြားနေရာရောက်သွားလိုက်ဆိုတော့ကျွန်တော်တို့ခရီးသွားဧည့်သည်တွေရဲ့ဘဝမှာတည်မြဲတာပါရှိတယ်လေဆိုရင် nothing is permanent နော်ဆိုတော့vanity is vanities ပေါ့နော်ကဘာမြေကြီးမှာကျွန်တော်တို့လူတကာကကိုချစ်ဖို့ရှာရင်းနဲ့အချစ်ကြောင့်ဒုက္ခရောက်တဲ့သူတွေလည်းအများကြီးငွေကိုရှာရင်းနဲ့ငွေကြောင့်ဒုက္ခရောက်တဲ့သူအများကြီးပညာကိုရှာရင်းနဲ့ပညာကိုမတတ်နိုင်လို့ပညာမတင်ကြားနိုင်လို့ငွေကြီးကြောင့်ဒုက္ခနော်ရောက်တဲ့သူတွေအများကြီးကျွန်တော်တို့ဒီအချိန်မှာခရစ်တော်သခင်သူတင်ခဲ့တဲ့အရာကိုတတိယကြပါစို့ဆင်းရဲသောသူတို့သည်မင်္ဂလာရှိကြ၏ငိုကြွေးသောသူတို့သည်မင်္ဂလာရှိကြ၏ဆင်းရဲတယ်ဆိုတာကကျွန်တော်တို့အတွင်းစိတ်နှလုံးထဲမှာကိုယ့်ရဲ့ကိုယ်မပြည့်စုံမှုကိုပြန်လဲတတိယပြီးခါမှဘုရားသခင်ရှိမှာပြန်လဲဝင်ချထပ်တဲ့နှလုံးသားဖြစ်တယ်ဒါကြောင့်ဒီညခရစ်စမတ် message ပေးခြင်းတဲ့အရာတစ်ခုကတော့ဗာလဲဆိုရင်ကျွန်တော်တို့ဘယ်လိုပဲစူးစမ်းဟုတ်ပြီကျွန်တော်တို့ဘယ်လိုဟုတ်ပြီနော်ကျွန်တော်စူးစမ်းခဲ့ပါတယ်ငယ်ကလေးနဲ့ရက်ရှိဖို့ကျွန်တော်တို့ဘာလဲဆွဲတယ်ကျွန်းလဲထိုးတယ်နော်တိုင်းလဲဝါသနာပါပါတယ် Thank you very much အဲ့လိုပဲကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်တို့ကိုကူညီတတ်တဲ့သူတွေရှိတယ်နော်တခါတလေကြတော့လဲအဲ့လိုမျိုးဒုက္ခရောက်အောင်လုပ်တဲ့သူလည်းရှိတယ်ဘလို့ပဲစူးစမ်းပါစီမပြည့်စုံလာနိုင်တဲ့အရာတွေရှိတယ်နော်ဒါပေမဲ့လို့ကျွန်တော်တို့ဘက်ကစူးစမ်းနိုင်တဲ့လောက်စူးစမ်းပြီးခါမှဒီယုံကြည်ခြင်းခီးစဉ်ကိုရှောက်လန်းတဲ့အချိန်မှာခရစ်စမတ်တည်င်းကောင်းကပါလဲဆိုရင်ဒီချစ်ချင်းမြတ်တာနဲ့ကိုလည်းခွန်လွတ်ပါဘာဖြစ်လို့လဲကိုကမပြည့်စုံဘူးလေနော်ငါအဲ့လိုမဖြစ်ရကောင်းလားငါဒီလောက်မရှာနိုင်ရကောင်းလားဘာဖြစ်လို့ငါဆိုနော်ကိုလည်းအယမ်းမပြစ်တင်ပါနဲ့ကိုရဲ့အားနည်းချက်ကိုလက်ခံပြီးခါမှဝန်းနေဆရာရှိတဲ့ချိန်မှာသခင်နဲ့သူဝန်းနေပါပျော်ရွှင်တဲ့ချိန်ရှိရင်လည်းခရစ်တော်သခင်နဲ့သူပျော်ရွှင်ပါခရစ်တော်ယူဆောင်လာတဲ့တည်င်းကောင်းဝမ်းမြောက်ဖွယ်ရာတည်င်းကောင်းသည်ဘာလဲငြိမ်းချမ်းခြင်းဖြစ်တယ်ငြိမ်းချမ်းခြင်းကိုရှာဖို့ရအတွက်ဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့မပြည့်စုံမှုကိုလက်ခံပြီးခရစ်တော်နဲ့အတူကိုယ့်ရဲ့ဝန်းနေခြင်းသည်ဝမ်းမြောက်ခြင်းသည်အခက်ခဲတွေကိုပေးအပ်ပြီးခမှအတူတူရှောက်လှမ်းခြင်းတာဖြစ်တယ်ညီကိုမောင်နှမအားလုံးအပေါင်းတို့တယောက်နဲ့တယောက်ဆုတောင်းပေးခြင်းအဖြစ်ခရစ်စမတ်တည်င်းကောင်းခွန်လွှတ်ခြင်းချစ်ခြင်းပြန်လဲချီးအေးခြင်းနှလုံးသားနဲ့ဆက်လက်အသက်ရှင်နေထိုင်သွားကြရန်တူနဲ့တူဆုတောင်းပေးကြပါစို့မတ်တရပါယုံကြည်ခြင်းကိုဝန်ခံကြစို့ဘာဘာမူမင်းနဲ့မနိုင်ယာမမင်းနိုင်ယာတို့ပါစေအာနန္ဒာ
ထေကောင်းကင်မှာစေထွာလာတော်မူတရားနေတွင်ချမ်းသာတော်ရှင်ပြထာမြောက်တော်မူ၏ကောင်းကင်ဘုရားကိုကြွားတော်မူ၍ခမေရောလေယာမထိုင်တော်မူရှင်တို့နေရှင်လာစွာတော်ညီကမွန်နမပေါင်းတို့တောင်းလင်ရလိမ့်မည်ရှာလင်တွေ့လိမ့်မည်ခောက်လင်ပွင့်လိမ့်မည်ယေရှုသခင်မိန်တော်မူခဲ့သည်ဖြစ်၍ကက်သလစ်သာသနာတော်၌လူအပ်သမျှယေရှုဖျားဖျားတို့ကိုယေရှုခရစ်တော်ဖျားရှင်နာဖြင့်ဖခမည်းတော်ဖျားထံတင်ငယ်တင်ွက်ထဲတောင်းလျှောက်ကြပါစို့အမိကတလေးကနာတော်ကောင်းချီးမင်္ဂလာပြုတော်မူ၍သာသနာပိုင်ချိုးကိုရမင်းကြီးလျိုရှင်သူများအားကောင်းပွဲဆောင်ရှောက်တော်မူပါမိအချာကျွန်တော်တို့၏သုသာယာနာက
ပေါင်းတို့ရှောက်လဲရ၌လူအပ်သောခွာကျေးဇူးတော်များကိုပေးနာတော်မူပါမည်အချာ ဤပူဇော်ခြင်း၌ပါဝင်ကြသောဤကိုမောင်နှမတို့အားယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်လေးမြတ်တို့ခြင်းပါမီတို့၌ခိုင်မြဲစေတော်မူ၍တရားတော်ကိုဆွံ့ပြတော်ကြသောညီကိုမောင်နှမများအားဒုချမ်းလေးသူပြန်ဝင်စေတော်မူမိအချာ နာယံတော်မူပါ အတိနံပေါ်များစေ၍ပျက်စီးခြင်းမှကင်းလွတ်စေတော်မူပြီးဤပေလေပေရေပေယောဂဝေဒနာငတ်မှုခေါင်းပါခြင်းနှင့်စင်မပီရလုံးဝတပေတော်လူကိုကောင်းွယ်ဆောင်ရှောက်တော်မူပါမိအချာ ကဘာတဝန်လုံး၌ဤချမ်းသာရခြင်းရှိစေတော်မူ၍မြန်မာနိုင်ငံတဝန်လုံး၌လည်းဘုရောရှိတန်နာကိုထွန်းကားစေတော်မူပါမိအချာ တပီယောရိခွန်အားကျေးဇူးနဲ့မြခွေရာဖြစ်တော်မူသောဖဖျားသခင်ယေရှုခရစ်ရှင်အားဖြင့်ချစ်သားသမီးများတောင်းလျှောက်ရာကိုနာယူတော်မူပါဖျား အာမင်။
Ni Gumonama Bono Nana Guru Shin Pakamiro Piadi Sonone Dino Sakajato Ipuzo the Gayagu, Zipu Swala Kanamubayan, Sudan Jaba. Yadkini Gumono Gucci Montopana Pichingalago, Pido the Sindo Tana Kulo, Machukan Saya Shingalago, Uroile Pisikato, Pulo the Gayagu, Papiadi, the Kano Mubasi. Opia the king the Biori Puzo the Gayado D, and its Zimbado, Credo the king, Winnie, Pueron, a Titan Seramue, Great Arrow di Louis Pigu Yuramuye, Poiro Mudole, Piai Bungondori, Tunlin Tensalia, Sidomudini do, Logi Sando, the Biorugu, Piatikin, Sanya, Parami, Zizuro Pin, Peace with Piro Mubami, Sound, the Biori the king, Credo Pia Singwami Bue, down Shao Jabadi Pia. Amen. Pia the king, the known as Shibase. Pia the king, Ayum Pujalo. Ayam Pulesi Javadi, Zenodo Shim, Pia the king, Jizudin Jasu. Zizudin Kaitana Lapiri, O Shimia, then Sinomodo Panana Guru Shin Taura Pia. The Bioro the king, Credogu and he Bue, Grosini, Jizuromia, Gala de Damayue. Porto Chimon Sine, a man being Butito Amu Pipe. The Bureau put Jizuro Duboya Soundle Pipe. Credo the Kimuga Bidu say Tarua, Gruna the Domue, a Puking Sima, Puamin Singo Kanamui. Dokaurana Zinomu Champion Taura de Sinama, the Bureau good Sulu Domui. De Duru Suma Shimbian, Tamil Domu Champion Taura de Sinchin Sugu, the Bureau, Betana Domui. To Pue Gong in the Zataman Buchi, Bono do the Bioro di Goroshini, Bondo Gunogu, Simonle, a Simapia Trace or Jadi Ma. Tansimu Miamu the Miari Mula in Pidomu Bedo, Shin Grosini Ega Man Tansino Mubai, to Pue Buzo, the Gaya Miabo, Grosini Wing and Omiaku Munin, Jasin the Ghetto, Tassin Seue, Tansin Seromucina Pi Buzo, the Gaya Mia di Pioro Pu, Yesu Credo the Kine, Darone Duro Pila Seromuya Lunga, the Bioro down Shao Jabadi. Yesu Credo the Kindi, Ananchin Kanya Yue, Mimi Aluro Yin a dine, Doka Wurana Kando Mamumi, Mungo Yuramu Yue, Jizu Dinomu Billion Peromu Yue, Mimi the Biro Ziroa, Billion Main Domudika, Deno Alung, Iayagu Yue, Saja Law, Idika, Deno Apu Anan Kanyami, Ngai Kandagu, Pit the D. In it, Dunya Sabina, Plaro Guiro Muye, the Pan Jisutino Mobili, Mimi the Biro Ziroa, Plaro Go Billion Main Domudika, Deno Alung, I Plaro Guyue, Taujalo, Idika Pimia with Sulucin Lunga, Tenone Luamia Pu, Tunlong Kayami, Taura bringing Tina Sanyang, I Dero Plapi,
ငါကိုအမေတရိယာချင်းငါဤအမှုကိုပြုကြလောနည်းနည်းလာသောယုံကြည်အားကိုကြွေးကြော်ကြစို့ပြေဖာပြခရစ်တော်သခင်တေခါတော်မူခြင်းနဲ့ရှင်ပြန်ထမြောက်တော်မူခြင်းတို့ကိုအမေတရိယာကြလျက်တပည့်တော်ဒီအသက်ပေးတော်မုံတော်နဲ့ကယ်တင်ချင်းချမ်းသာပေးတော်ဖလားတော်ကိုကိုရောရှင်နာပူဇော်ကြပါသည်ဆွေမြတ်မောင်တော်၌မှုတော်ထိုင်ဝဲခွင့်ကိုတပည့်တော်အပေးသနာတော်မူသောကြောင့်ကိုရောရှင်နာကျေးဇူးတင်ကြပါသည်ခရစ်တော်သခင်၏သားတော်နှင့်အသွေးတော်ကိုပင်ယူကြသောတပည့်တော်ကိုတန်ရှင်းသောဝိညာဉ်တော်ဖျားဖြင့်တလုံးတူဝတီဖြစ်စေတော်မူပါမည်အကြောင်းညွတ်တွားသနာတော်မြတ်ခံကြပါသည်ဖျားဥပဖျားကဘာတဝလုံးရှိကိုရောရှင်သာသနာတော်ကိုတတိယတော်မူပါတပည့်တော်တွေပုယဟမင်းကြီးလျိုအရှင်သူမြတ်တပည့်တော်တွေဆရာတော်ကြီးဂျူလီယန်ခတ်သိန်းကုန်သောယဟန်တန်ဃာတော်တို့နဲ့အတူတကွဤသာသနာတော်ကြီးကိုချစ်ချင်းမေတ္တာနဲ့ပြီးဝစေတော်မူပါရှင်ပြန်ထမြောက်မိဟုမျှော်လင့်လက်သာရဘွားသို့ပြောင်းသွားနှင့်ကြသောတပည့်တော်တွေညီကိုမောင်နှမများကိုသာမကကိုရောရှိကရုဏာတော်ကိုခံစားလက်ကွယ်လွန်သွားကြကုန်သောသူအားလုံးတို့ကိုလည်းတတိယတော်မူ၍ကိုရောဤရွှေမျက်နှာတော်ကိုဖူးမြင်ကြရစေတော်မူပါ Have mercy on us all, we pray, that with the Blessed Virgin Mary, Mother of God, with Blessed Joseph, her spouse, with the blessed apostles and all the saints who have pleased you throughout the ages, we may merit to be co-heirs to eternal life and may praise and glorify you through your Son, Jesus Christ. ခရစ်တော်သခင်အားဖြင့်ခရစ်တော်သခင်နဲ့အတူခရစ်တော်သခင်၌အိုအနာနာတကူတော်ရှင်အဖခမည်းတော်ဖျားကိုရောရှင်သည်တန်ရှင်သောဝိညာဉ်တော်မြတ်နဲ့တလုံးတူအပ်သည်ခတ်သိမ်းကုန်သောယူသေးခြင်းနဲ့ဘုံတော်ကုံတော်အပေါင်းကိုကာလဆက်ဆက်စူးပိုင်တော်မူပါသည်ဖျားအာမင်တခင်ဆွေးမင်းတော်မြတ်ကိုနာခံ၍ကိုရောရှင်စင်တင်ကြားတော်မူခဲ့သောပထနာတော်ကိုရဲဝင်းစွာရွတ်ဆိုကြစို့
ဖျားသခင်တပြောရိတ်ကဲတင်ရှင်ယေရှုခရစ်တော်သခင်ကြွလာတော်မူခြင်းနဲ့ထာဝရဒုက္ခချမ်းသာကိုစောင့်မျှော်နေကြသောတပြောတို့အားယခုကာလတွင်ငင်းချမ်းခြင်းကိုကြည်ဖြူစွာပေးတော်မူပါတပြောတို့ကိုတနာတော်မူသဖြင့်မကောင်းမှုတများမှကဲတင်တော်မူပါအပိဒုစရိုက်မှဆင်ကင်းလို့စေ၍ဆင်းရဲဒုက္ခအပေါင်းမှလည်းကာကွယ်တော်မူပါ တင်းတို့ဘုငင်းချမ်းချင်းကိုငါထားပေးငိုင်းငင်းချမ်းချင်းကိုတင်းတို့ငါပေးတမန်တော်ရှိတော်မိန်မတော်မူခဲ့သောယေရှုခရစ်တော်တခင်တပီော်ရိပိတို့ဆရာများကိုမှုထားတော်မူပဲကိုရောသာသနာတော်ယုံကြည်ခြင်းကိုသာထောက်ထားတော်မူ၍အလူတော်မြတ်တိုင်းသာသနာတော်ကိုငင်းချမ်းသာရစေ၍စီလုံးညီညွတ်စေတော်မူပါကာလဆက်ဆက်သက်ရှင်ဆူဆန်တော်မူတော်ရှင်ဖျားအာမင်ဖျားသခင်နဲ့ငင်းချမ်းခြင်းနဲ့တင်းတို့နဲ့အစဉ်ရှိပါစေအချင်းချင်းငင်းချမ်းခြင်းမလက္ခဏာကိုကံလန်းကြပါစို့ ထာဝရဘုရားသူငယ်တော်ကိုဖူးမြော်ကြလောလောကပိကိုချတ်တော်မူသောဘုရားရှင်ကိုဖူးမြော်ကြလောသူငယ်တော်ညစာစားပွဲတော်သို့ဖိတ်ခေါ်ခြင်းခံရသူတို့ဒီမင်္ဂလာရှိကြ၏ဘုဒ္ဓခေဘုရားတော်၏ပေါ်တော်ကိုရောရှင်တော်မူခြင်းကိုခံယူရန်တပိတော်မထိုက်တမှာတို့ရတော်ကိုမြတ်သားမိတ်ရှိတော်မူပါလေတပိတော်တို့၏ဝိညာဉ်သည်တန်ဆင်းစင်ကြပါလိမ့်မည် Sacramento Benmetu Nyago Pudapian Catholic Bata to Mahoda Tukani Pirop, the Lomiyabu, Lucian, Si Chochin, Abapichin, no Catholic Tungsan, and Tai, no Lina Jen Chen to Miatane, Promeku, Peloyama Pipare.
ဆုတောင်းကြစို့အိုဖျားသခင်ကိုရောသားရိမွေးနေ့ပွဲတော်ကိုပျော်ရွှင်စွာတရာစင်ငယ်မှုအပြည့်အဝဖြင့်ကျင်းပကြသောတပည့်တော်တို့သည်ဤထူးဆန်းအောပွေရာနည်းနည်းလှသောအရာကိုယုံကြည်ခြင်းအပြည့်အဝဖြင့်တိမဝန်ခံနိုင်ကြ၍ပူ၍ဆုံလင်ပြီးဆုံမီဆရာထက်တန်သောချစ်ချင်းမေတ္တာတော်ဖြင့်လည်းကိုရောရှင်ကိုချစ်ခင်မြတ်နိုးနိုင်ကြရန်ကိုငယ်မှစတော်မူပါမည်အကြောင်းတပည့်တော်တို့သခင်ခရစ်တော်ဖျားရှင်ကိုအမည်ပြု၍တောင်းလျှောက်ကြပါသည်ဖျားကျေးဇူးပြု၍ခဏထိုင်ပါဆရာတော်တိအောင်နည်းနည်းအင်္ဂလိပ်လိုတစ်ခုနှစ်ခုပြောလိုက်မယ်နော် So Your Excellency Archbishop Julian, so on behalf of the Myanmar Catholic community in Malaysia, we sincerely thank you for joining us in celebrating this Christmas Eve Mass. Even as a concelebrant, your presence brings great joy, encouragement, and hope to all of us, especially in these challenging times for our beloved Myanmar. Your prayers, support, and witness to the faith remind us of the unity of the Church and strengthen us our resolve to remain faithful in prayer, service, and love for one another. We are especially grateful for your pastoral guidance and for the example of your humility and dedication to shepherding God's people. Your presence this Christmas Eve fills our hearts with comfort and inspiration as we celebrate the birth of our Savior Jesus Christ. We also extend our sincere thanks to Father John Pausian, Father Nicholas Leithang, Father Thomas Tuang, Father Peter Thangkimang, Father Sixtus Thonguk, and Father Mark Tuangte, who joined this celebration, concelebrating with Your Excellency and sharing the joy of Eucharist with our community. Your ministry, prayers, and support deeply strengthen our faith and unity as a community. May the Lord continue to bless Your Excellency abundantly, guide you in your ministry, and grant you wisdom, strength, and joy as you shepherd the Church. We are truly grateful for your presence and prayers tonight, and we ask God to keep you always close to His heart. Thank you. Now, may I invite Your Grace to address a few words to the congregation. Very good night to all of you. Sorry, good morning. I came here to be one of you tonight. တင်တို့ထဲကတင်တို့တယောက်ပေါ့နော်အဖြစ်နဲ့လာရောက်တာဖြစ်တယ်တဲ့ဘာသာပြန်တာတိတ်မကောင်းဘူးနော်ကိုယ့်အနေကိုသိချာနားထောင်ပေးပါနော် To be with you during this difficult time in your country. နိုင်ငံရေးမကောင်းတဲ့အကြားဒုက္ခခက်ခဲကြားထဲမှာတင်တို့နဲ့အတူတူရှိပါတယ်တဲ့ It is said our faith grows stronger when there is persecution. ငင်းပန်းတဲ့ဆက်မှုဒီရှိတဲ့အခါမှာယုံကြည်ခြင်းကပူးပြီးတော့မှတောင်းခိုင်ပါတယ် And from what I have seen in today's liturgy, your
powerful response, your participation. တကြွစွာနဲ့မိစာတရားတော်မြတ်မှာပူပေါင်းပါဝင်ကြတဲ့အတွက်အားရစရာကောင်းတယ် I can only deduce that your persecution is great. ငင်းပန်းနေစက်ခံရတာကတင်တို့အတွက်ကျေးဇူးတော်ဖြစ်စေတယ် It gives me much inspiration to see all of you filling this whole cathedral. ဖျားเจ้าအပြည့်လာရောက်ပြီးတော့မှမိစာတရားတက်ကြတာတွေ့ရတော့အမတမပီတိဖြစ်မိတယ် And from your singing, from your response, your faith is very much alive. မိစာတရားမျိုးတော်မြတ်မှာအားလုံးတက်ကြွစွာနဲ့ပြန်လည်ပြီးတော့မှထူးကြတာတွေ့တဲ့အခါကျတော့တင်တို့ရဲ့ယုံကြည်ခြင်းကဘယ်လောက်ထိနဲ့နေတယ်ခိုင်မာတယ်ဆိုတာမြင်တွေ့ရတယ် Be assured of my prayers and the prayers of the Archdiocese for Myanmar and for each one of you. ဆရာတော်ဖျားလည်းပဲတင်တို့အတွက်ပြီးတော့မှသာသနာတစ်ခုလုံးကေလသာသနာတစ်ခုလုံးလည်းတင်တို့အားလုံးအတွက်တတိယပြီးတော့မှဆုတောင်းပေးနေပါတယ် And we ask God to protect, to bless Father Robert and all your priests who are joining us for this Christmas Mass. ဒီမှာကြွရောက်လာကြတဲ့ဘုန်းကြီးတွေအားလုံးဘုရားရှင်ကောင်းကြီးပေးပြီးတော့မှကာကွယ်ဆောင်ရှောက်ဖွယ်ရအတွက်လည်းတတိယဆုတောင်းပေးကြပါ May you remain faithful to your faith always. တင်တို့ရဲ့ယုံကြည်ခြင်းကိုမပြတ်သုံးစေကြနဲ့ And I want to wish each and every one of you a very blessed Christmas. Merry Christmas လို့အားလုံးကိုနှုတ်ဆက်ပါတယ် Thank you very much, Your Grace. အားလုံးကောင်းစီခံယူခွင့်ရအတွက်မတ်တရကြပါဖျားသခင်နေတင်လုံးနဲ့ရှိပါစေနန္ဒတကူတော်နဲ့ပြည့်စုံတော်မူထသောခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်ဖျားတည်တင်တို့ကိုကောင်းချီးပေးတော်မူပါစေတော်နိစာပူဇော်ခြင်းပြပါပြီဖျားရှင်နာစေခံရန်တွားကြလော May
သွားတဲ့ကျွန်တော်တို့ကိုအမြဲတမ်းပူဇော်အနံပေးကြတော့ခေါင်းဆောင်များကိုကျွန်တော်တို့ကျေးဇူးတင်တဲ့အနေနဲ့ကျွန်တော် certificate နဲ့ကျွန်တော်ကိုလက်ဆောင်ချီးမြှင့်မှာဖြစ်ပါတယ်အားကြောင့်မလို့ကျွန်တော်တို့2025ခုနှစ်မှာကျွန်တော်တို့စက္ကအနံကြသောဗဟို EC အဖွဲ့ဝင်များမျိုးသမီးအဖွဲ့ဝင်များလူငယ်ခေါင်းဆောင်အဖွဲ့ဝင်များအားလုံးအရှိကိုခဏလေးလာရောက်ပေးဖို့ရအတွက်ဖိတ်ခေါ်အပ်ပါတယ်ကျွန်တော် EC member များဗဟို EC member များနဲ့မျိုးသမီး EC များလူငယ် EC များအရှိကိုတွားရောက်ပေးဖို့ရအတွက်ဖိတ်ခေါ်အပ်ပါတယ်ကျွန်တော် EC များကိုစောင့်နေတဲ့အချိန်မှာစက်တင်ဘာပဲကြော်ညာလိုပါတယ်ကျွန်တော်တို့လာမယ့်2026ခုနှစ်ပြည်ပပြပွဲနေ့အတွက်ကျွန်တော်တို့ယခုကနေစပြီးတော့မှကျွန်တော်တို့မီစာတရားမြန်မာမီစာတရားတိုင်းမှာဒုတိယအချိန်အလူတော်ငွေကောက်ခံခြင်းကိုပြုလုပ်သွားမှာဖြစ်ပါတယ်အဲ့ဒီအလူငွေကောက်ခံခြင်းဟာလာမယ့်နှစ်မှာပြည်ပပြပွဲနေ့ကောင်းကောင်းမွန်မွန်နဲ့ထဲဝါစွာကောင်းမွန်စွာကျင်းပနိုင်ဖို့ရအတွက်ကျွန်တော်တို့အလူငွေများကောက်ခံခြင်းဖြစ်ပါတယ်လို့ကြိုတင်ပြီးတော့မှအသိပေးလိုပါတယ်ဆက်လက်ပြီးတော့လည်းကျွန်တော်တို့ဦးစီတိုင်းဒီပါများပွဲနေအတွက်အလူရှင်များကိုဖိတ်ခေါ်အပ်ပါတယ်ကျွန်တော်ဦးစီတိုင်းပုဂ္ဂိုလ်တိုင်းကိုတတ်နိုင်တဲ့ရောက်ဘေးကန်းလူသားနိုင်မဲ့ဝေပမာဏကိုမိမိနဲ့ပတ်သက်တဲ့ community ဓမ္မဆရာများနဲ့ခေါင်းဆောင်များထံမှာကျွန်တော်တို့ပေးရလူသားလို့ရပါတယ်ကျွန်တော် community နာမည်ရဲ့ပြင်အလူရှင်နာမည်နဲ့ဝေပမာဏဖုန်းနံပါတ်များပေးချအားဖြင့်ကျွန်တော်တို့ပါဝင်လူသားနိုင်ကြောင်းကိုလည်းဒီပါပြည်သူများအားလုံးကိုကြေညာလိုပါတယ်ကျွန်တော် ESCC ကိုဦးဆောင်ပေးဖို့ရအတွက်ဆရာရေမွန်ကိုလည်းဖိတ်ခေါ်လိုပါတယ်ကျွန်တော် EC များဘာမှမဆုံးအနေနဲ့ကျွန်တော်တို့ MCCM ကိုဦးဆောင်နေတဲ့ဥက္ကဋ္ဌဖြစ်တဲ့ Francis ဆရာ Francis ပြီးလို့ရှိရင်ဆရာ Stephen ပြီးလို့ရှိရင်ဆရာ James နဲ့ဆရာမ Teresa ပြီးလို့ရှိရင်Don Bosco Basso ပြီးလို့ရှိရင် John Tang Abdidaဤဂုဏ်ပြုလက်ဆောင်ကိုချီးမြှင့်ပေးဖို့ရအတွက်ကျွန်တော်တို့ရဲ့တာဝန်ခံဖဘုံတော်ကြီးဖာရာရိုဘတ်ကိုလည်းရှေ့ကိုကြွားရောက်ပေးဖို့ရအတွက်ဖိတ်မှန်တကားပြောရပါတယ်ဗျာကျွန်တော်အပေါက်စီတိုင်းမှာကျွန်တော်မုတ်နဲ့ရေကိုဝင်နေတာဖြစ်တယ်ကျွန်တော်တို့ကျေးဇူးပြုပြီးတော့ပေါ့နော်ကျွန်တော်စွတ်တောင်းမပြီးသေးတာဖြစ်တဲ့အတွက်ကျွန်တော်ခဏလေးစောင့်ရအောင်လို့ကျွန်တော်ဒီ EC ကိုကျွန်တော်တို့ကိုမရမနာစက္ကအာဏာပေးနေတဲ့ကျွန်တော် EC ကိုလက်ဆောင်မနာကျွန်တော်တို့အမတ်တရပေးပြီးတဲ့နောက်မှာကျွန်တော်တို့ပြန်ကြရအောင်လို့မေတ္တာရက်ခံလိုပါတယ်ကျွန်တော် EC များအားလုံးသူကလုံးတဲ့လူပေါ့နော် BC ညာဖြစ်တဲ့အတွက်ကျွန်တော်တို့ပထမဆုံးကျွန်တော်အပိတ်ဆုတောင်းအရင်ကျွန်တော်တို့ဆုတောင်းရအောင်ကျွန်တော်အားလုံးဆုတောင်းရအောင်သူတို့ရင်ပေါင်းတို့ခေါ်တော်မူခြင်းရရှိရန်ဆုတောင်းမြတ်တာလောကတိုင်းပေါ်တွင်ကျွန်တော်တို့အတွက်အသေးခံတော်မူသည့်တိုင်အောင်အထူးချစ်ခင်မြတ်နိုးတော်မူပေသောအိုယေရှု၏ရှင်တော်တော်ကျွန်တော်တို့တသနာကိုစောင့်မတော်မူပါလူကတိန်တို့သည်လည်းတဏိတာ၌ကောင်းကင်ဘုံသို့ဝှချရောက်နိုင်ကြရန်ကိုတော်၏တရားတော်များကိုဟောပြောသွန်သင်ကြလျက်ကိုတော်၏လမ်းတော်ကိုညွှန်ပြကြလက်တတ်သောယဟန်တော်များ
ဘိုးရင်ကြီးများသီလရှင်များနှင့်တရားဟောဆရာများကိုကျွန်တော်တို့အထက်မှရွေးကောက်တော်မူပါအာမင်အိုယေရှု၏ရွှေနှလုံးတော်အိုယေရှု၏ရွှေနှလုံးတော်အိုယေရှု၏ရွှေနှလုံးတော်ကိုဆောင်တရားပြုအပ်သောမေတ္တာဆုံးမတုတင်ကြည်ရှုဆောင်မတော်မူပါအာမင်ခမဲတော်သားတော်သရှင်တော်ဝိညာဉ်တော်၏နာမတော်မြတ်နှင့်အာမင်